ကျွန်တော်ရဲ့ YouTube channel ကိုရောက်လာတဲ့ Microsoft Excel လေ့လာနေသူအားလုံးမင်္ဂလာပါဗျဒီနေ့ကတော့fundamental ထဲမှာပဲပေါ့နော် fundamental ခေါင်းစဉ်ထဲမှာပဲbasic formatting လေးကိုပြောမယ်ပေါ့နော်ဟို Excel မှာရှိတဲ့ဟို Excel ဆဲကွက်တွေထဲမှာရှိတဲ့ text size တွေနဲ့ font တွေ font color တွေ cell color တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့အခုမြင်နေရတဲ့ဇယားကွက်ကလေးမှာကျွန်တော်တို့အခုဒီဇယားကွက်မှာကြည့်လိုက်နေဆိုရှင်တော့ဒီ date တိုင်းမှာပေါ့နော်ဒီမှာဒီလို hashtag တွေပေါ်နေဒါဘာကြောင့်လဲဆိုလို့ရှိရင်ဟိုစာရရှိတယ်ပေါ့နော်သူအဲ့ဒီဆဲကွက်တွေတစ်ခွက်ကိုထောက်ကြည့်လိုက်ပေါ့ထောက်ကြည့်လိုက်ရင်ကျွန်တော်ဒီ formula ဘာမှာသူ့ရဲ့ real စာသားပေါ့နော်တကယ်ရှိနေတဲ့စာသားပေါ်တယ်အဲ့ဒါဘာလဲဆိုရင် date နဲ့အချိန်နဲ့ပေါ်နေတယ်ပေါ့နော်အဲ့ဘာလို့လဲဆိုတော့သူက column ကကျင်းနေတဲ့အတွက်ကြောင့်ပေါ့နော်အထဲထဲမှာရှိတဲ့စာသားအထက်ကို column ကစာသားအောက်ကို column ကျင်းနေရပေါ့အဲ့ column ကအဲ့စာသားကိုမလုံလောက်တာပေါ့နော်ဖော်ပြနိုင်မှုအတွက်မလုံလောက်တာအဲ့လိုဖြစ်နေတာပေါ့ဒီ column F မှာလည်းထုံနေလည်းကောင်းမယ် agent မှာပေါ့နော်အဲ့ဒီမှာဆိုရင်စာရက်မြုပ်နေတယ်ပေါ့အဲ့တော့ဒီ sequence တစ်ခွက်ကိုထောက်လိုက်တာနဲ့သူကနာမည်အပြည့်စုံပေါ်တယ်ဒီမှာကျွန်တော်တို့ဒီမှာကြည့်လိုက်တာနဲ့တော့အပေါ်ရန်ကြည့်ရင်တော့နာမည်အပြည့်စုံမပေါ်ဘူးပေါ့နော်ကျွန်တော်ရှေ့မှာလည်းပြောပြီးတချို့စာသားတွေက web လောက်ထားလို့ရှိရင်စာရက်ပျောက်နေတာပေါ့အဲ့တော့အဲ့ sequence ကိုထောက်ကြည့်ပြီးမှဒီ formula ဘာမှကြည့်မှဒီစာရဲ့အမှန်ကိုပေါ်တာပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီတဲက sequence လေးတစ်ခွက်ကြိုက်တဲ့ sequence လေးတစ်ခွက်ပေါ်မှာဆက်လက်တင်လိုက်ဒါသာဆက်လက်ပြီးရလို့ခေါ်တာပေါ့နော်အဲ့ပြင် control A လေးနှိပ်လိုက်ဗျာနှိပ်လိုက်တယ်ဆိုလို့ရှိရင်အားလုံးကိုဆက်လက်ပြီးသွားပြီဒါဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာပြောသလိုပဲ format မှာရှိတယ်ဒီမှာ format ကိုဖွင့်ချလိုက်ပြီး auto fix column ပေးလိုက်တာ ਨੇ ခုနစာတွေကုန်မြင်သွားပြီဘာလို့လဲဆိုတော့ဒီစာရှိတဲ့လောက်ကို column က fix လုပ်ပေးသွားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့က text နဲ့ဒီ text size တွေနဲ့ font size တွေကိုပြောပြမယ်ဒီထဲမှာ text size ဘယ်လောက်ရှိလဲဆိုတာကိုသိချင်လို့ရှိရင် sequence တစ်ခွက်ကိုဆက်လက်ပေးလိုက်မယ်ပေးပြီးရင်ဒီ home tab မှာပဲဒီမှာတွေ့တာ text size ပေါ့နော်ဒီဘက်ကကျတော့ font ပေါ့ font ကဘာ font လဲလို့ကျွန်တော်တို့ရွေးလို့ရတယ်ကြိုက်တာရွေးလို့ရတယ်ဒီမှာဒီ font ပေးမလားပေါ့နော်အဲဒီ font ပေးလိုက်ရင် font တစ်မျိုးလေးပြောင်းလာဒါကကျွန်တော်ကဟို sequence တစ်ခုတည်းကိုပဲ select ပေးလို့အဲ့လိုဖြစ်တာเนาะအကယ်၍မြန်ကျွန်တော်က control A ဆိုပြီးတော့အဲ့အားလုံး select ပေးပြီးတော့ဒီကောင်ကိုပေးလိုက်တာ ਨੇ အကုန်လုံးအဲ့ font တွေပြောင်းလာမှာဒါက font ပြောင်းတာပေါ့နော်font size လည်းအဲ့လိုပဲပေါ့နော်ဒါခုန sorry control A เนาะ font size လည်းဒီဘေးမှာရှိတဲ့ A အကြီးဆုံးဆိုတာ A လေးတစ်ချက် A အကြီးလေးကိုနှိပ်လိုက်တာ ਨੇ တဆင့်ကြီးတဲ့ font size ပြောင်းသွားတယ်သူကincrease font size ပေါ့နော်ဒီကောင်ကကျတော့ decrease font size ပေါ့နော် decrease font size ဆိုတာကျတော့ font size ကတေးသွားတာပေါ့နော်သူ့ကိုပြန်တေးတစ်ချက်နှိပ်တယ်နောက်တစ်ချက်ထပ်နှိပ်တယ်လုံးဝတေးသွားတယ်ကွန်ပျူတာပြောတယ်ဒီတက်တေးလို့မရတော့ဘူးတဲ့နော်အဲ့တော့ထက်ကြီးလို့ရတယ်ဒီမှာကြီးfont size maximum max increase လုပ်တယ် decrease လုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်negotiation ဆွဲ set ပဲထားလိုက်ပဲနော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဒီအကွက်ထက်မှာမိမိစိတ်ကြိုက်90ဆိုပြီးပြောင်းချလဲရတယ်အကြီးဖြစ်လာတယ်ပေါ့နော်ဒါမျိုးပေါ့နော် control z ကျွန်တော်ပြန်ခေါ်လိုက်တော့မယ်အဲ့တော့ဒါ font size နဲ့ကျွန်တော် font ကိုပြောပြပေးသွားတာဖြစ်ပါတယ်နော် font size နဲ့ font ကိုပြောပြပေးသွားတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ cell ခွက်ရဲ့ color ပေါ့နော်ဒီမှာ cell ခွက် color ဆိုတာဒီဘက်က fade color လေးကိုပြောတာနော်ဒီဟာလေးဘေးလေးကိုမြားလေးရှိတယ်ဒီဘေးမှာမြားလေးရှိတယ်အဲ့မြားလေးကိုဖွင့်ချတယ်အစိမ့်ပေးတယ်အစိမ့်ဖြစ်သွားတယ်ပေါ့နော်ခင်းရောင်ပေးတယ်ခင်းရောင်ဖြစ်သွားတယ်ပေါ့အဲ့တော့ font ကဒီလို font ဖြစ်နေတယ်ဆိုလို့ရှိရင် font ကအမဲဖြစ်နေတယ်နောက်ကကျတော့ font color ကိုကျွန်တော်ပြောပြမယ် font color ဒီဘက်က A လေး A sign လေးအောက်မှာအရောင်လေးနဲ့အဲ့ကောင် font color လို့ခေါ်တယ်ပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့အဖြူပေးလိုက်တယ်ဒါဆိုမြင်လာပြီဘိုးလေးတင်လိုက်တယ်မြင်လာတယ်ပေါ့နော်ဒီလိုလေးဖြစ်လာတယ်ပေါ့ဒီလိုလေးဖြစ်လာတယ်ပေါ့နော်ဒါကတော့ font color ပေါ့အဲ့တော့ font color နဲ့ကျွန်တော်ခုပြောတာကတော့ text size တွေ font တွေ font color တွေ cell color တွေကျွန်တော်ပြောပြီးသွားပြီပေါ့နော် format နောက်တစ်ခုက format ကဘာလဲပေါ့ format ကျွန်တော်ပြောပြမယ်ပေါ့နော် format ဆိုတာကကြတော့ကျွန်တော်တို့ကဆိုကြပါစို့အပေါ်မှာကဏ္ဍ sorry အပေါ်မှာ heading ရှိတယ် heading ဆိုတာခေါင်းစဉ်ပေါ့နော်ဒီခေါင်းစဉ်ကကျွန်တော်စာတွေကိုကျွန်တော်ကအလဲကောင်ပို့မယ်ဒီစာကိုအလဲပို့မယ်ဒီလိုဖြစ်သွားတယ်ဒါဆိုရင်ဒီရဲ့ format ကိုအောက်ကအကွက်တွေမှာကျွန်တော် format ပေးကြည့်မယ်နော်ပထမဆုံးကျွန်တော်ခေါင်းစည်းဘေးတိုက်မြားလေးပေါ်အောင်နော်ဒီမှာဒီ pointer တစ်ချက်ကြည့်ဘေးတိုက်မြားလေးပေါ်ပြီးဆို click နှိပ်လိုက်ရင်ဒါအပေါ်အတန်းတန်းကိုဆက်လက်ပေးသွားတယ်အဲ့မှာကျွန်တော် format painter ကိုတစ်ချက်နှိပ်မယ်အောက်ကသူ့ရဲ့တကြောင်ကြပေါ်မှာတစ်ချက်ပေးလိုက်တယ်ဆိုရင်ဒီအပေါ်က format ကဒီအောက်ကိုဝင်သွားတာစာလုံးဝမပြောင်းဘူးเนาะစာကတော့ data တွေပဲဒီစာတွေပဲဒါပေမဲ့အပေါ်ကဟို cell ခွက်ကလာအပြရောင်နဲ့ font color အဖြူရောင်ကအောက်ကိုဝင်သွားတယ်เนาะနောက်တစ်ခါအဲ့အပေါ်ကအတန်းကိုပဲ row ကိုပဲ first row ကိုပဲကျွန်တော် select ပေးလိုက်မယ်ပေးပြီးရင် format painter ကိုကျွန်တော်ဒီတစ်ခါတော့ double click လုပ်မယ်နှစ်ချက်နှိပ်မယ်ပေါ့နော်နှစ်ချက်နှိပ်လိုက်ရင်သူကဒီ pointer မှာမြင်လားဒီ pointer မှာဓမျက်စီးပုံလေးကကတ်သွားပြီပေါ့နော်ခုနလိုမျိုးတစ်ချက်နှိပ်တယ်သူမပြောက်သွားသေးဘူးမြင်လားနောက်ထပ်နှိပ်လို့ရသေးတယ်
ထပ်နှိပ်လို့ရသေးတယ်ကြိုက်တဲ့လောက်နှိပ်လို့ရသေးတယ်လုံးဝဖျောက်ချင်ပြီဆိုရင်တော့ keyboard က ESC ကိုနှိပ်လိုက်ပါနော်ဒါဆိုတော့ပျောက်သွားပြီပေါ့အဲ့ဒါကတော့ကျွန်တော်တစ်ချက်နှိပ်တာနဲ့ format တစ်ချက်နှိပ်တာနဲ့ format double click လုပ်တာနဲ့ကွာခြားချက်တွေကိုကျွန်တော်ပြောတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒါပြောတော့ကျွန်တော် format ကိုပြီးသွားပြီပေါ့နောက်က freeze and freeze လုပ်တာကိုကျွန်တော်ပြောမယ်ဗျ freeze and freeze လုပ်တာကတော်တော်လေးဒါကအရေးပါတယ်ပေါ့နော်ဒီကောင်ကAZ သုံးတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒါလေးကအရေးကြီးတယ်ပေါ့နော်အရေးကြီးတယ်လို့ပြောလို့ရတာပေါ့အဲ့တော့ဒါ auto freeze ကို auto freeze ပဲလုပ်လိုက်မယ်ဘယ်လိုရေးကြီးလဲဆိုရင်ကျွန်တော်ပြမယ်ဒီမှာ control S နေလိုက်တော့မယ်ဘယ်လိုရေးကြီးလဲဆိုလို့ရှိရင်ဒီမှာ freeze ကဘယ်မှာရှိလဲဆိုရင် view မှာရှိတယ် view tab မှာfreeze panel ဆိုရဲဘေးများလို့ဖွင့်ချလိုက်ကျွန်တော်ပထမဆုံးပြောမှာက freeze stop row ကိုကျွန်တော်နှိပ်ကြည့်မယ်ဒါဆိုရင်တော့ကျွန်တော်ကဒီမှာ screw ဆွဲပြီးတော့ bane မှာ mouse မှာရှိတဲ့ screw bane လေးကိုပေါ်အောင်ဆွဲလိုက်တယ်ဒါဆိုရင်အပေါ်က first row က freeze ဖြစ်ပြီးကြံခဲ့တယ် freeze ဖြစ်တာပေါ့နော်တော့ရက်သွားတာပေါ့အဲ့လိုပဲနောက်တစ်ခုကကြတော့ကျွန်တော်ကဒါကိုကျွန်တော် unfreeze first column ပေါ့နော်ဒီမှာ first column ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျတော့သူကပထမ column ကဒီမှာမြင်လားပထမ column ကကြံခဲ့တယ်ဒီ A column ပေါ့နော်ပထမ column ကြံခဲ့တယ်ကြံတဲ့ဟာတွေကလိုက်လာတယ် A column ပဲ freeze လုပ်တာပေါ့ first column ပဲပေါ့အဲ့တော့ဒါကို unfreeze လုပ်ချင်တယ်ဆိုလို့ရှိရင်ရှင်းရှင်းလေးပဲ freeze panel မှာတွားပြီးတော့ unfreeze ပေးလိုက်ပြီးပြီဒါဆိုအပေါ်လဲခုနလိုမျိုးပြန်ဖြစ်သွားပြီပေါ့နော်ပထမဦးဆုံးအစအဆုံးလိုမျိုးပြန်ဖြစ်သွားပြီ freeze ဖြစ်နေရမရှိတော့ဘူးပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအပေါ်ဆုံး rule လဲ freeze ဖြစ်ချင်တယ်ပထမ column A column နဲ့ B column ကိုလဲ freeze ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဒါဆိုရင်တော့ကျွန်တော်ဒီမှာ center မှာစွာမိလာအဲ့ဒီအကွက်ကလေးမှာအဲ့ဒီနာမည် customer name အကွက်ကလေးမှာဆက်လက်လေးပေးလိုက်ပြီးတော့ကျွန်တော်က freeze panel ပေါက်ကိုဖွင့်ချမယ်ဖွင့်ချပြီးရင် freeze panel လေးပဲပေးလိုက်မယ်ဒါဆိုရင်အပေါ်အောက်ဆွဲရင်တော့အပေါ် row ကကြံခဲ့တယ်ဘေးတိုက်ဆွဲမယ်ဆိုလို့ရှိရင်တော့ A column နဲ့ B column ကကြံခဲ့မယ်ဒါကတော့ freeze လုပ်တာပေါ့နော် freeze column ကို row ကိုကြိုက်တဲ့နေရာမှာ customize လုပ်ပြီးတော့လုပ်တာပေါ့အဲ့တော့ကျွန်တော် unfreeze ပြန်လုပ်ပါနော် unfreeze ပေါ့နောက်သင်ခန်းစာတစ်ခုက match လုပ်တာ unmatch လုပ်တာပေါ့နော်ဒါလေးကရှေ့မှာကျွန်တော်ကြံခဲ့တဲ့အတွက်ကြောင့် match လုပ်တာ unmatch လုပ်တာကိုပြောပြအောင်ပေါ့နော်မိကောကဒီမှာ match the set in make the report readable ပေါ့နော်ကျွန်တော်တို့ဒီဟာလေးတွေ match လုပ်ပါလို့ပြောတာအဲ့တော့ဒီထဲမှာမင်းတို့ကြည့်လိုက်တာနဲ့ match ကဘယ်ဟာလုပ်ရမလဲဆိုတော့တန်းသိမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဘက်မှာ quarter info မှာတစ်ချက်ကြည့်လိုက်ပေါ့ quarter info မှာကျွန်တော် quarter 1 quarter 2 quarter 3 quarter 4ဆိုပြီးတော့ပါတယ်ပေါ့နော်အဲ့ဆိုတော့ quarter 1ကတိကျတယ်ဒီထိအောင်ကျွန်တော်တို့ match လုပ်ရမယ်အဲ့လိုမျိုးဆက်လက်ပေးရရင် home တက်အောက်မှာ max ဆိုတာလေးဖွင့်ချမယ် max sale ဆိုတာလေးနှိပ်မယ်ဒီကောင်လေးကိုလည်းဒီထိအောင်ဆွဲမယ် max center ဆိုတဲ့ဘေးအများလေးဖွင့်ချမယ် max sale နှိပ်မယ် quarter 3ကိုလည်းအဲ့လိုလုပ်မယ်ဖိုးကိုလည်းအောက်ထိအောင် GPU ထိအောင်ဆက်လက်ပေးမယ်ဘေးများလေးဖွင့်ပြီး max sale ဖွင့်မယ်အဲ့တော့ကျွန်တော်တို့ကဒီဖောက်နေရဘေးကိုကတ်နေဗျာကျွန်တော်မကြိုက်ဘူးဆိုရင်အလေကိုပို့လိုက်မယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးပြီးတယ်အဲ့ဆို customer info လည်းအဲ့လိုပဲ customer info နှစ်ကောလန်ကိုကျွန်တော် max sale လုပ်မယ်နှစ်ကောလန် max sale လုပ်မှာဖြစ်တဲ့အတွက်ကြောင့် customer info နေရာကို select sale လေးပေးမယ် drag လေးဆွဲရင်ပေါ့နော်ခုနကျွန်တော်လုပ်တာဒီလို drag ဆွဲတာနော်ပထမဦးဆုံးကိုလိုချင်တဲ့ဟာကိုကျွန်တော်တို့ select လေးပေးလိုက်မယ်ပြီးရင် drag လေးဆွဲတယ်ဒါမျိုးပေါ့နော်အခုလဲကျွန်တော်တို့က customer info အကွက်ကလေးကို select ပေးမယ်ပြီးရင်ဘေးကို drag ဆွဲလိုက်မယ်ပြီးရင်ကျွန်တော်တို့က max sale ဆိုတာလေး max center လေးကိုဘေးကဖွင့်ချမယ် max sale လေးနှိပ်မယ်ပေါ့နော်ဒီဘက်ကအဲ့ဆိုဒီစာလေးကိုလည်းကျွန်တော်အလဲပို့လိုက်မယ်နော်အလဲပို့မယ်ဒီ category info နေရာတွေကိုလည်း drag ဆွဲပထမဆုံးအကွက်လေးကိုထောက်မယ် drag ဆွဲမယ်ဆက်လက်လေးအလဲကိုပို့မယ်ပေါ့ဒီဘက်ကိုအလဲလေးပို့လိုက်မယ်ပေါ့ဒါကတော့ max sale sorry max sale လုပ်မယ်နော်ဒီအလဲကိုပို့မယ်ဒီလိုလုပ်မယ်ပေါ့ဒါကတော့ match လုပ်တဲ့သင်ခန်းစာပေါ့နော်ဒီတော့ match လုပ်တယ် unmatch လုပ်ချင်ရင်လည်းလွယ်လွယ်လေးနော်ဒီ match လုပ်ပြီးသား set ကွက်ကိုထောက်မယ်ဒီမှာကျွန်တော်တို့ unmatch ကိုလုပ်လိုက်မယ် unmatch လုပ်လိုက်တာနဲ့ငကိုမူလပုံစံတိုင်းပြန်ဖြစ်သွားတယ်ပေါ့နော်ဒါကိုလည်း unmatch လုပ်တယ်ဆိုလဲဒါ unmatch ပေါ့အဲ့တော့ဒါ unmatch လုပ်တဲ့ view လေးပါကျေးဇူးအများကြီးတင်ပါတယ်နောက် view တွေမှာပြန်တွေ့ပါမယ်ဗျ